အမျိုးသမီးတယောက်ကကိုယ့်ကိုထူးချွန်ထင်နေဆိုတာလှပနေဖို့ဆိုရင်အဓိကလိုက်နာမှာအချက်၃ချက်ရှိတယ်။နောက်တစ်ခုကရှောင်ရှားရမယ့်အချက်ကလည်း၃ချက်ရှိတယ်။အဲ့တော့ပထမဆုံးအနေနဲ့ကက်သင်ကအမျိုးသမီးတွေဖယ်ရှားရမယ့်အချက်၃ချက်ကိုအရင်ဆုံးပြပြပေးရှင်းနေပေါ့နော်။ဆိုလိုချင်တာကအဲ့၃ချက်ရှိနေရဲဆိုလေထူးချွန်ထင်မြတ်ဖို့ဆိုတာကက်သင်တို့မဖြစ်နိုင်ဘူးပေါ့နော်။အဲ့တော့နံပါတ်၁တစ်ချက်ကပါလေဆိုတော့ကက်သင်တို့မျိုးသမီးတွေမှာပေါ့နော်အဓိကအဖြစ်တွေးရတဲ့အကြောက်တရားလို့ခေါ်တဲ့ကိုယ်တားဆီးနေတဲ့အရာတစ်ခုပေါ့နော်ဒီ barrier တစ်ခုပေါ့အဲ့အကြောက်တရားဆိုတာကခင်ဗျားတို့တကယ်တမ်းပြောရအမျိုးသမီးမှမဟုတ်ဘူးပေါ့နော်လူတိုင်းမှာမရှိတဲ့အရာတစ်ခုအဲ့အကြောက်တရားဆိုတာဘာလဲဆိုတော့ချီတုံချတုံဖြစ်တာကိုယ့်ရဲ့စိတ်ကတခုခုကိုစိုးရိမ်တာအရာရာငါလုံးလိုက်ဖြစ်ပါမလားဆိုတဲ့စိတ်ပေါ့ယုံကြည်မှုပျောက်ဆုံးနေရတယ်တူတယ်အဲ့တော့အဲ့အကြောက်တရားကိုမဖယ်ရှားနိုင်တဲ့၍ကိုကယုံကြည်မှုပိုင်းဆိုင်ရာမှာအားနေပြီးယုံကြည်မှုပိုင်းဆိုင်ရာမှာထိခိုက်နေမှာပဲအဲ့အကြောက်တရားကိုအရင်ဆုံးရင်ထဲကနေပြီးတော့ဖယ်ရှားဖြစ်ဖို့လိုအပ်တယ်နံပါတ်1တစ်ချက်ဖယ်ရှားရမယ့်အချက်ကဘာလဲဆိုတော့ကိုယ့်ကိုထင်မြင်ယူဆနေတဲ့လွဲမှားတဲ့သတ်မှတ်ချက်တွေပေါ့ဘယ်သူမှသတ်မှတ်ထားတာမဟုတ်ဘူးကိုယ့်ကိုသတ်မှတ်ထားတာဥပမာပါလဲဆိုတော့ငါဟာကြောက်တတ်တယ်ငါဟာရှက်တတ်တယ်ငါဟာလူတွေရဲ့ရှေ့မှာမထွက်ရဲဘူးငါဟာအရာရာမဆုံးဖြတ်ရဲဘူးငါဟာတခုခုကိုလုံးရင်အသုံးမကျလိုက်တာငါဟာအမြဲတမ်းမှားနေတာပဲဒီနေရာမှာငါညံ့လိုက်တာအဆရှိတဲ့ပြီးကိုယ့်ကိုသတ်မှတ်ထားတဲ့စကားလုံးတွေအဲ့တော့အဲ့ဒီအရာတွေကိုကိုယ်ကောင်းထဲမှာမြင်ထည့်ထားမယ်ဆိုရင်တခုခုကိုလုံမယ်ဆိုတိုင်းဘယ်သူမှမပြောမယ်ကိုယ့်ရဲ့အုံနောက်ကအလိုလိုကိုယ်ခေါင်းထဲမှာထွက်လာငါမဖြစ်နိုင်ဘူးငါမလုံနိုင်ဘူးဒီနေရာမှာငါအားနေတယ်ဆိုပြီးအသိစိတ်တက်ပေါ့နော်အဲ့တော့ကိုယ့်ကိုသတ်မှတ်ထားတဲ့အရာတွေကိုအရင်ဆုံးဖယ်ရှားပြရမယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ကိုမကောင်းဘူးလို့ထင်နေတဲ့ထင်မြင်ယူဆချက်တွေနံပါတ်3တစ်ချက်ဖယ်ရှားရမယ့်အရာကတော့ရှက်တက်ကြောက်တက်ပြီးတော့ခေါင်းဆောင်မှုမရှိတဲ့စိတ်တက်မျိုးဖယ်ရှားရမယ်အဲ့ဒါတို့တစ်ခါတည်းမှာလွဲမတတ်ကြရပေါ့နော်အရှက်တရားနဲ့အကြောက်တရားကိုရောထွေးသွားရတယ်။အရှက်လွန်သွားတဲ့အခါမှာခင်ဗျားကြောက်တဲ့စိတ်နဲ့ကြောပြီးတော့ miss ဖြစ်သွားတတ်တယ်ပေါ့နော်။အဲ့တော့ရှက်တဲ့နေရာမှာရှက်ရမယ်ဆိုပေမဲ့ခေါင်းဆောင်မှုစွမ်းရည်နေရာမှာကျတော့ရဲစွမ်းတတိလိုတယ်။ခင်ဗျားတို့ကမလိုအပ်တဲ့နေရာမှာအရင်ရှက်ကြောက်နေလို့မရအောင်။အဲ့တော့ကျတော့ရှက်တယ်ဆိုတာဘာလဲခင်ဗျားမှားသွားမှာကိုရှက်တာတခုခုကိုလူတွေကကိုယ်အထင်သေးသွားမှာကိုကြောက်တယ်လူတွေကငါ့ကိုတခုခုပြောလိုက်မလားငါရှက်လိုက်တာငါမလုပ်ရဲပါဘူးခင်ဗျားတို့အရာရာမှာအောင်မြင်ခြင်းတဲ့လူတယောက်ကနေရာတိုင်းမှာရှက်နေလို့မရဘူးရဲစံတတိရှိရမယ်ထက်မြက်ရမယ်အဲ့လူတယောက်ကပြောရဲဆိုရဲရှိရမယ်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာမလိုအပ်တဲ့နေရာတွေမှာရှိနေတဲ့ရှက်တက်တဲ့စိတ်ကိုဖယ်ရမယ်ခင်ဗျားပြောတာဗာလေမလိုအပ်တဲ့နေရာမှာရှိတဲ့ရှက်တက်တဲ့စိတ်ပေါ့ဒီ၃ချက်ကတော့ပေါ့နော်ခင်ဗျားအများစုတင်တန်းနေမှာလေလာတက်တဲ့အမျိုးသမီးမှာတွေ့ရတယ်ဖယ်ရှားမယ့်အချက်တွေဖြစ်ပါတယ်အဲ့တော့လှုပ်ဆောင်ရမယ့်အချက်၃ချက်ကိုခင်ဗျားအတူတူပြပြချင်ပါတယ်လှုပ်ဆောင်ရမယ့်အချက်၃ချက်ကနံပါတ်1ကပါလဲဆိုတော့အမြဲတမ်းစူးစမ်းလေ့လာနေပါလူတော်များများကအိမ်အောင်ကြပြီးရင်ဒါမှမဟုတ်တခုခုမှအနေထိုင်သွားပြီးအခြေကျသွားပြီးဆိုရင်ပညာအသစ်တွေမလေ့လာတော့အဲ့တော့ဘာဖြစ်လဲပတ်ဝန်းကျင်နဲ့တာဟာဇာတာမရှိတော့ဘူးပြင်ပမှာဖြစ်ပျက်နေတဲ့ပြောင်းလဲမှုတွေကိုဘာမှမသိရောအဲ့တော့အဲ့လိုလူမျိုးဖြစ်နေတော့ခင်ဗျားတို့ကနဲ့အင်ကြီးလိုက်အောင်ညှိထွေးနေတတ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့အမျိုးသမီးတွေကပါလဲဆိုတော့အရာရာစူးစမ်းလေ့လာနောက်တစ်ခုကအမြဲတမ်းအသစ်တွေကိုတင်ယူနေဖို့လိုအပ်ပါတယ်နံပါတ်2တစ်ချက်ကပါလဲဆိုတော့တရက်စာဝတ်စားဆင်ရင်နေထိုင်မှုပဲဖြစ်ပါတယ်ခင်ဗျားဆိုလိုချင်တာကကိုအိမ်မှာနေမယ်ဖြစ်ဖြစ်ကိုအိမ်လုပ်တွေကိုလုပ်နေမယ်ဖြစ်ဖြစ်အပြင်သွားကြမရှိဘူးဆိုရင်တော့ကိုယ့်ရဲ့အဝတ်အစားဆင်ရင်ကိုလူလေးစားလောက်တဲ့အနေအထားမျိုးဖြစ်ရမယ်ပေါ့နော်ဟိုကတရက်နေတယ်တရက်ဝတ်စားဆင်ခြင်းအပြင်ကိုယ့်အိမ်မှာရှိတဲ့လူတွေလည်းကိုယ့်ကိုလေးစားမယ်နောက်တစ်ခုကိုယ့်ကိုကြည့်တဲ့အခါမှာလည်းမှန်ထဲမှာကြည့်တိုင်းစိတ်ချမ်းသာနေမယ်ပေါ့အဲ့တော့ခင်ဗျားတို့ကအမြဲတမ်းအပြင်သွားမဲ့ပုံစံမျိုးဖြစ်နေကြမလို့ပဲမဲ့တရက်စာဝတ်စားဆင်ရင်နေထိုင်တတ်ဖို့လိုအပ်ပါတယ်အဲ့ဒီဝတ်စားဆင်ရင်မှုကပဲကိုယ့်ကိုယုံကြည်မှုဆိုတဲ့ confidence ကိုပြန်ပြီးတော့ပေးတတ်တယ်ပေါ့နော်ဒါကြောင့်မို့ခင်ဗျားအနေနဲ့ကတော့တရက်စာဝတ်စားဆင်ခြင်းမှုနေ့တိုင်းခင်ဗျားတိုက်တွန်းချင်ပါတယ်မှတ်3တစ်ချက်ကတော့ခင်ဗျားတတိရှိဖို့တိုက်တွန်းချင်ပါတယ်တတိရှိရဲဆိုတော့ဗာလဲခင်ဗျားလိုအပ်တဲ့အခါမှာကိုယ့်ရဲ့ရဲစွမ်းတတိကိုထုတ်ပြဖို့ပေါ့နော်ဥပမာကိုယ်ပညာရဲ့တစ်ခုကိုသင်ယူခြင်းနဲ့ဆိုလဲတုံဆိုင်မလီပဲနဲ့တတိရှိဆိုတာအဲ့ဒီအရာကိုလှုပ်ဆောင်လိုက်တဲ့အခါမျိုးနောက်တစ်ခုကနေရာတစ်ခုကို leak လုပ်ရတဲ့အခါနေရာတစ်ခုကိုဦးစီးရတဲ့အခါမှာကိုပြောတင်ပြောလိုက်တဲ့စကားမျိုးပြောရတာမျိုးအဲ့ဒါဗာလဲဆိုတော့တတိရှိခြင်းလို့ခင်ဗျားယူဆပါတယ်အဲ့တော့တတိရှိရဲ့အမျိုးသမီးတွေအရာရာဦးဆောင်နိုင်တဲ့အမျိုးသမီးပညာရဲ့တွေတက်ကြွထားတဲ့အမျိုးသမီးတွေလှပစွာဝတ်စားဆင်ရင်တက်ပြီးတော့အဲ့ဒီအမျိုးသမီးကသူ့ရဲ့ဘဝမှာအလှပဆုံးဖြစ်နေမှာသိကြပါတယ်အဲ့တော့အမျိုးသမီးတစ်ယောက်ကအရာရာကိုတူဝင်မနေပဲနဲ့ကိုယ့်အနေနဲ့အမြဲတမ်းအရာရာစူးစမ်းလေ့လာနေမယ်တက်ရွစွာဝတ်စားဆင်ရင်နေထိုင်တတ်မယ်တတိရှိစွာနဲ့ကိုလုံနိုင်တဲ့အရာတွေကိုအကောင့်ထဲဖွင့်နိုင်မယ်ဆိုရင်သူ့ရဲ့ပေါ်မှာစိတ်ချမ်းသာနေမှာအမှန်ပဲဖြစ်ပါတယ်အဲ့တော့ကိုယ်မှာရှိနေတဲ့မကောင်းတဲ့အချက်လေးကိုဖယ်ရှားပြီးတော့ကောင်းတဲ့အချက်လေးခါတယ်နော်တိုးမြင်လိုက်ကြရအောင်နော်